God's Word Express. ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အတူတူလေ့လာတုံတက်မယ့်အကြောင်းအရာကတော့ဒေါက်တာဂ ோம் အခက်မန်ဖီဒုံယူအပိုင်2ကဖျားတခင်ရဲ့ဘုံတော်ဖတ်စီရီဖတ်ကြားအကြောင်းပါပဲဟုတ်ပါတယ်ဒီအရင်အမြင့်ထဲကနေဘုံတော်ဆိုတာတကယ်ပါလေပြီးတော့ဖျားတခင်နေရာတိုင်းမှာရှိတယ်ဆိုတဲ့အတီးနဲ့ဘယ်လိုများကွာခြားနေတယ်လဲဘာကြောင့်ကျွန်တော်တို့အတွက်ရေးပါတယ်လဲဆိုတာကိုအတူတူဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့အထူးသဖြင့်အရင်မြစ်ကပြောချင်တာကလေဘုံတော်ဆိုတာဖျားရဲ့တိတန့်ရှိနေခြင်းဒီကြတဲ့ခံစားလို့ရတဲ့ပုံစံမျိုးပေါ့နော်ဟာဟုတ်ကဲ့ဒါကဖျားသခင်နေရာတကာမှာရှိတယ်ဆိုတဲ့ရေဘူးရဲ့သဘောတရားနဲ့တော့မတူဘူးပေါ့နော်ဒီကွာခြားချက်ကစိတ်ဝင်စားစရာပဲဆိုတော့ဖျားသခင်နေရာတိုင်းမှာရှိနေတာမှန်ပေမဲ့ဒီဘုံတော်ဆိုတဲ့အထူးထင်ရှားပြသမှုကတော့တိတန့်နေရာတိတန့်အချိန်မှာပဲပေါ်လာတတ်တယ်ဆိုတဲ့သဘောပေါ့နော်အတိအကျပါပဲဟုတ်ပါတယ်တီနာတောင်ပေါ်ကဥပမာကိုကြည့်ရင်ရှင်းပါတယ်ဘုံတော်ဟာကဘာလုံးကိုလွှမ်းခြုံနေတာမဟုတ်ဘူးဟုတ်ကဲ့တောင်ထိပ်မှာပဲတိမ်မီးပုံစံနဲ့ရက်အနှမ်းငယ်6ရက်9ရက်လောက်ပဲကန့်သက်ရှိနေခဲ့တယ်အဲ့ဒါအချိန်နေရကန့်သက်ချက်ရှိတဲ့ထင်ရှားမှုပါဟုတ်ပါတယ်စကားဆက်မီလို့အာရစ်ဒီယာတောင်ထိပ်ကမီးလောင်ရာအမတ်အသားတွေနဲ့ဆက်ဆက်ပျော်ရတာတွေလည်းရှိပေမဲ့အဲ့ဒါတော့နောက်ဆက်တွဲချက်တစ်ခုပေါ့လေဟုတ်ကဲ့ဒီဘုန်းရဲ့သဘောတရားကိုပေါ်နာလဲဖို့ဟီဘရုစကားလုံးတစ်လုံးကိုရင်းမေကထောက်ပြထားတယ်နော်ခါဖို့ဆိုတာလေဟုတ်ပါတယ်အင်ပတန်စိတ်ဝင်စားဖို့ကောင်းတဲ့ဝေါ်ဟာရပါခါဖို့မှာဖုံးတော်လို့အတိပယ်ရတယ်လို့သူ့ရဲ့မူရင်းအတိပယ်ကလေးလံသောအရာလို့လဲဆိုလိုတယ်လေးလံတဲ့အရာဟုတ်ကဲ့ဒါကဖုံးတော်ဟာစိတ်ကူးရဲ့အရာတသက်မဟုတ်ဘူးတကယ်ရုပ်ပိုင်းဆိုင်ရာအလေးချိန်တက်ယုံမှုရှိနိုင်တယ်ဆိုတာကိုဖော်ပြရတယ်ဥပမာဟုတ်ကဲ့ဥပမာပေးထားတာကတော့ရပ်ပရိုဟိတ်တွေဖုံးတော်ရှိမှမခံမရက်နိုင်ပဲလဲကျသွားကြတာမျိုးမို့ဒါဆိုဘုံတော်ကြွလာတယ်ဆိုတာညင်သက်စွာတီရှိနေတာတဲ့ပို့ပြီးတော့တက်ချွာလှရှာတဲ့အစွမ်းတန်ကိုပါတဲ့တွေးဆုံမှုဖြစ်မယ်ပေါ့မှန်ပါတယ်ပြီးတော့ဒါဖျားသခင်ရဲ့စကားတော်ဓမ္မမို့ဝိညာဉ်တော်သုံးလုံးချင်းနဲ့ဆက်ဆက်နေတတ်တယ်လို့ဆိုတယ်ရှန်ဆွန်ယုတ်တရဲ့ခွန်အားကြီးလာတာမျိုးလို့ပေါ့ဟုတ်ပါတယ်ဒီလိုအစွမ်းထက်တဲ့ဘုံတော်ကိုဘာကြောင့်ကျွန်တော်တို့ရှာဖွေတဲ့တယ်လဲဆိုတာကိုရင်းမြစ်ကရှင်းပြထားတယ်ဒေါက်တာခွန်းအက်ထုံးတဲ့ဥပမာလေးအတိုင်းဆိုရင်ဟုတ်ကဲ့ကလေးကျောင်းသွားကြတဲ့ဖခင်ကတာသမီအတွက်မုံဘဲတရေစာရုပ်လေးတွေပါလာတယ်လို့မျိုးကောနော်ဖျားသခင်ရဲ့ဖုံးတော်ကြွလာခြင်းဟာကောင်းမြတ်တဲ့အရာတွေအကျိုးကျေးဇူးတွေယူဆောင်လာတတ်လို့ပါပဲဘယ်လိုကောင်းမြတ်တဲ့အရာတွေကိုမျှော်လင့်နိုင်မလဲအရေးမြစ်ကဘာတွေကိုအဓိကထောက်ပြထားပါတယ်လဲအဓိကအကျိုးကျေးဇူးလေးချက်ကိုဖော်ပြထားပါရဲ့ဒေါက်တာခွန်းအက်ကထိုင်းစကလုံးတွေနဲ့အသေးစိတ်ရှင်းပြထားပေမဲ့အဓိပ္ပာယ်ကတော့နံပါတ်1ကကာကွယ်ခြင်းပေါ့ကန်ပပုံဟုတ်ကဲ့ကာကွယ်ခြင်းဆိုဟုတ်ကဲ့ကာပေါ်ဆိုတဲ့စကလုံးထဲမှာကတိုင်းလွာလက်နက်ဆိုတဲ့အဓိပ္ပာယ်ပါနေတော့ဖျားသခင်ကိုယ်တိုင်ကရှေ့ကနေကာကွယ်တိုက်ခိုက်ပေးတာကိုဆိုလိုတယ်နံပါတ်2ကနောက်ပိုင်းကတိုက်ခိုက်မှုကိုကာကွယ်ခြင်းမှာကန်ရဝန်ဖိုင်လော့ဒမ်ပေါ့စစ်တပ်ရဲ့နောက်ချန်တက်လိုမျိုးကိုယ့်ရဲ့နောက်ကျောကိုလုံခြုံစေတာပါကာကွယ်မှုနှမျိုးအပြင်တခြားပါရှိတယ်နံပါတ်3ကနတ်ဆိုးများမောင်းထုတ်ခြင်းပါကန်ခပ်လိုက်ဖျားသခင်ရဲ့တန်ခိုးမာတဲ့တည်ရှိမှုဖျားသခင်ရဲ့လက်ညှို့လို့စမ်းစာမှာတုံးလုံးလို့ပေါ့ဟုတ်ကဲ့အဲ့ဒါကမကောင်းတဲ့အနှောင့်အယှက်တွေကိုရှင်းထုတ်ပြနိုင်တယ်ပြီးတော့လေးကလွတ်မြောက်စေခြင်းပါကံပေါ်ပေါ်လွတ်မြောက်စေခြင်းဟုတ်တယ်ဒါကနတ်ဆိုးရန်တမကဘူးကိုခန္ဓာနဲ့စိတ်ပိုင်းဆိုင်ရာချီနှောင်မှုတွေကနေလွတ်မြောက်စေတာကိုဆိုလိုတယ်ရှမ်ဆုံချီချားတဲ့ကြိုးတွေအလိုလိုပြတ်ထွက်သွားတာမျိုးဒါမှမဟုတ်ဒီဘက်ခေတ်အမြင်နဲ့ဆိုရင်ဆွဲလန်းမှုတွေအကျင့်ဆိုးတွေကနေလွတ်မြောက်တာမျိုးပေါ့ဟုတ်ကဲ့ဒါမဲ့တခုရှိတယ်ဒီလွတ်မြောက်မှုအတွက်လူဘက်ကပိုးပေါင်းပါဝင်လို့စိတ်တကယ်လွတ်မြောက်ခြင်းစိတ်လိုအပ်တယ်ဆိုတာကိုလည်းအရင်အမြတ်ကအလေးပေးထားပါတယ်ကောင်းကျိုးတွေကတော့အားရစရာပဲဒါမဲ့တိတိထားရင်အချက်တွေလည်းရှိနေတယ်နော်ဖုံးတော်ဆိုတာပေါ့ဆာသဘောထားလို့ရတဲ့အရာမဟုတ်ဘူးဆိုတဲ့သဘောမျိုးလုံးဝမှန်ပါတယ်ဖုံးတော်ဒီရှိရမှာမလေးမစားလို့ချင်းမတန့်ရှင်းခြင်းကအန်ဒေရှိနိုင်ပါတယ်ချင်းချမ်းစာတွေကလို့ချစ်ချင်းအသက်ဆုံးတာမျိုးမဟုတ်ရင်တောင်ဒီနေ့ခေတ်မှာကိုယ့်ရဲ့ငွေရေးကြေးရေးအလို့အကင်ဆက်ဆံရေးတွေမှာနားမလည်နိုင်တဲ့ဆုံးရှုံးထိခိုက်မှုတွေကြုံရနိုင်တယ်လို့သတိပေးထားတယ်ပိုပြီးသတိပြုစရာကောင်းတာကဖုံးတော်ထွက်ခွာတွားနိုင်တယ်ဆိုတဲ့အချက်အပြစ်ကိုစက်တိုင်လို့နောင်တော့မရပဲဖျားကိုမထီမဲ့မြင်ပြုနေရင်ဟုတ်တယ်ဤခဘတ်ဆိုတဲ့အခြေအနေဖြစ်သွားနိုင်တယ်ဆိုလိုတာကဖုံးဝတီထွက်သွားပြီပေါ့နော်ရှမ်ဆွန်ဆိုရင်သူစီကဖျားရဲ့တန်ခိုးထွက်သွားတာကိုတတိမမူမိလိုက်ဘူးလို့ဆိုတယ်ဟုတ်ကဲ့
ဒါကြောင့်ဖျားသခင်နဲ့ကောင်းမွန်တဲ့စစ်ဆိုင်ရေးရိုသေလေးစားမှုတန်ရှင်းမှုကိုအမဲထိန်ထိန်ဖို့အရေးကြီးကြောင်းအရင်အမြစ်ကအလင်းနဲ့တိုက်တွန်းထားပါတယ် ဒါဆိုရင်ဒီလိုအစွမ်းထက်ပြီးအကျိုးကျေးဇူးများတဲ့ဖုံးတော်ကိုအသက်တာတဲ့ဖိတ်ခေါ်ဖို့လက်ခံရရှိဖို့ဘယ်လိုနီလန်းတွေကိုအရင်အမြစ်ကအကြံပြုထားပါသလဲ အဓိကနီလာနှစ်ခုကိုရှင်းပြထားပါတယ်ပထမတစ်ခုကနားခံခြင်းပေါ့ကန်ရွှေဖန်ဖျားသခင်ရဲ့စကားလမ်းညွှန်မှုတွေကိုလိုက်လျှောက်ခြင်းပေါ့ ဟုတ်ကဲ့နားခံခြင်း ဒုတိယတစ်ခုကနှစ်သက်တော်မူသောရပ်ပူဇော်ခြင်းမှာကန်ထဝိုင်ခရုံဘူရှာကြီးဖော်ဖရက်ထိုင် ရပ်ပူဇော်တယ်ဆိုတာကတိရိစ္ဆာန်ဒီကိုပူဇော်တာမျိုးမဟုတ်ဘူးလို့ဆိုလိုတာလား ဟုတ်ပါတယ်ရှေးခေတ်ကလို့တိရိစ္ဆာန်ရက်ကိုဆိုလိုတာမဟုတ်ပါဘူးဒီနေရာမှာဆွတ်လွတ်အနစ်နာခံခြင်း sacrifice ကိုဆိုလိုတာပါ စွန်းတော့အနိစ္စနာခံခြင်း ဟုတ်ကဲ့ကိုအရန်တန်ဟိုးထားတွေ့တာနေတဲ့အရာတွေဒါမဲ့ဘုရားသခင်မနစ်သက်တဲ့အရာတွေကိုဆွတ်လွတ်တာမျိုးပါဒါဟာကိုယ့်ရဲ့အကျင့်စရိုက်ဖြစ်နိုင်တယ်တဘောထားဖြစ်နိုင်တယ်ဒါမှမဟုတ်ပစ္စည်းတစ်ခုခုတောင်ဖြစ်နိုင်တယ်ဒီလိုဆွတ်လွတ်ခြင်းဟာဘုံတို့ရဲ့မီးလောင်ကျွင်းဖို့အတွက်ထင်ခံပေးတယ်လို့ပဲလို့ဥပမာပေးထားတယ်ကိုယ့်အထက်ကမကောင်းတာတွေကိုလောင်ကျွင်းစေပြီးတန့်စင်စေဖို့လမ်းဖွင့်ပေးလိုက်တာမျိုးပေါ့ စိတ်ဝင်စားစရာဥပမာပဲ ဟုတ်တယ်အနစ်စနာခံဆွတ်လွတ်မှုမရှိရင်ဘုံတို့ရဲ့ထင်ရှားတဲ့လှုပ်ဆောင်ချက်ကိုမြင်တွေ့ဖို့ခက်ခဲတယ်လို့ဆိုလိုရင်ဖြစ်ပါတယ် အင်္ဂတန်နဲ့တဲ့အချက်ပါပဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင်ဖျားသခင်ရဲ့ဘုံတော်ဆိုတာကိုတို့ရဲ့တိကျတန်ဖိုးကြီးပြီးထိတွေ့ခံစားနိုင်တဲ့ထင်ရှားပြသမှုဖြစ်တယ် ဟုတ်ပါတယ် ကာကွယ်ခြင်းလွတ်မြောက်ခြင်းပြောင်းလဲခြင်းတွေကိုဆောင်ကျဉ်ပေးနိုင်တယ်ဒါပေမဲ့ဒီဘုံတော်ကိုလက်ခံရရှိဖို့ထိမ့်ထိန်ထားဖို့အတွက်တော့ရိုသေလေးစားမှုနာခံမှုနဲ့အရေးအကြီးဆုံးကကိုယ်တွေ့တာနေတဲ့မတ်မှန်ကန်တဲ့အရာတွေကိုစွန့်လွတ်လို့ရဲ့စိတ်လိုအပ်တယ်ဆိုတာပါပဲ ဟုတ်ပါတယ်အဲ့ဒီဆွတ်လွတ်အနစ်နာခံခြင်း sacrifice ကဘုံတော်ကြွလာဖို့အတွက်တောချက်ကြတဲ့အရာတစ်ခုအဖြစ်အရင်အမြစ်ကတင်ပြထားပုံရပါတယ် ဒီအချက်နဲ့ပဲအဆုံးတက်လိုက်ရအောင်နားထောင်သူအနေနဲ့မိမိအသက်တာမှာဘုရားသခင်ရဲ့ဘုန်းတော်ကိုပုံမနှချိုင်းဆိုတာခံစားရဖို့အတွက်ဘယ်လိုစွန့်လွတ်အနစ်နာခံမှုမျိုးတွေပြုလုပ်ဖို့လိုအပ်နေမလဲ